ကဲမင်္ဂလာပါတော့တမီးတွေဒီနေ့ဆရာရှင်းပြပေးမှာကတောင်းဖြောင်းဖြည့်ဘက်အကြောင်းပေါ့တောင်းဖြောင်းဖြည့်ဘက်ဆိုတာဘာလဲဆိုတာကိုဆရာရှင်းပြပေးမယ်အဲ့တော့ဒီသင်ခန်းစာလေးတွေကိုနားလည်ထားမယ်ဆိုလို့ရှိရင် geometry ကိုတောင်းတမီးတို့ကြက်စရာမလိုဘဲနဲ့တွက်လို့ရမယ်အဲ့တော့တောင်းဖြောင်းဖြည့်ဘက်ဆိုတာကတောင်းတမီးတို့မြင်းပြိုင်တစ်ကြောင်းရှိတယ်မြင်းဖြောင်းတစ်ကြောင်းရှိတယ်အဲ့ဒီမြင်းဖြောင်းတစ်ကြောင်းရဲ့တစ်ဖက်အချမ်းဟာစောက်ဝိုင်းချမ်းလိုမျိုးပုံစံမျိုးလေးဖြစ်လောက်လိုက်မယ်ဆိုရင်ဒီကောင်ဟာ160 180ဒီဂရီရှိတယ်တောင်းတမီးတို့180ဒီဂရီရှိတယ်เนาะအဲ့တော့ဆရာဆောင်းဝိုင်းချမ်းလေးနဲ့ပြကြည့်မယ်အဲ့တော့ဒီမှာဆောင်းဝိုင်းချမ်းလေးယူကြည့်လိုက်အဲ့တော့เนาะအဲ့တော့ဆောင်းဝိုင်းချမ်းမှာ180ဒီဂရီရှိတယ်ဒါတော့မိတို့10 20အဲ့ဒီကနေရေးတိုင်း180ဒီဂရီရှိတယ်အဲ့ဒီလိုမျိုးလေးပဲဒီလိုပုံစံမျိုးလေးပဲပေါ့เนาะဆောင်းဝိုင်းချမ်းပုံစံမျိုးလေးပဲအဲ့ဒါလေးက180ဒီဂရီရှိတယ်အဲ့တော့ဆရာအဲ့ဒီမှာဒေါက်ဒီလိုမျိုးလေးဆိုလို့ရှိရင်ဆရာတို့ဘယ်လောက်ဖြစ်တော့လဲဆိုရင်2000ဖြစ်သွားမယ်ဒီ2000ပေါင်းရင်180ဒီဂရီရှိမယ်โอเคဒီမှာနောက်တစ်ခုထပ်ဆွဲမယ်3000ဖြစ်သွားမယ်1000 2000 3000ဒီ3000ပေါင်းလို့ရှိရင်လည်း180ဒီဂရီပဲဒါလေးပဲဒါတို့သမီးတို့ဒေါင်းဖြောင်းဖြည့်ပတ်ဆိုတာဒါမျိုးလေးပဲဒါလေးတိထားမှဒါလည်းဒါတို့သမီးတို့ဒါတင်ချာ geometry မှာအခြေခံလေးပေါ့အဲ့တော့ဆရာမြင်းဖြောင်းတစ်ကြောင်းဆွဲမယ်1000 2000ဖော်လိုက်မယ်အဲ့တော့1000ကို30ဒီဂရီပေးလိုက်မယ်ဆိုရင်ဒီဘက်တောင်းဟာဘယ်လောက်တိလဲဘယ်လောက်ဒီဂရီလဲတိကျင်လဲဆိုရင်ဒီကောင်လေး A လို့ပေးလိုက်မယ်အဲ့တော့ A ရဲ့30ဒီဂရီရဲ့ပေါင်းရင်တောင်းတမီလို့ဘယ်လောက်ရလဲ180ဒီဂရီရတယ်အဲ့တော့ A equal to ဒီဘက်ကအပေါင်း30ဟိုဘက်ကိုတွားလိုက်တော့180တဲကနေပြီးတော့30ကိုနှုတ် A equal to ဆိုပြီးတော့150ရတယ်ဒါတော့တမီတို့เนาะဒါလေးလွယ်ပါတယ်โอเคအဲ့ဒါဆိုဆရာဥစ္စာလေးတွေကိုဆရာတွက်ပြမယ်အဲ့တော့တောင်းဖြောင်းဖြည့်ဘက်က180ဒီဂရီရှိရမယ်တိတယ်တိသွားပြီပေါ့เนาะအဲ့တော့โอเคဒါတို့တွက်ကြည့်ရအောင်အဲ့တော့နံပါတ်1နံပါတ်ပထမဆုံးအပုတ်လေးကเนาะမြင်အောင်လို့ရတယ်မယ်ဆိုရင်အဲ့တော့ဒီကောင်လေးကဒီဘက်ချမ်းက A ဒီဘက်ချမ်းက45ဒီဂရီရှိတယ်เนาะဒါတို့မျိုးတို့45ဒီဂရီရှိတယ်ဒါဆိုဒီကောင်လေးဘယ်လောက်ဒီဂရီရှိမလဲ A လေးဟာ A ရဲ့တန်ဖိုးဟာဘယ်လောက်လဲတိကျင်တယ် A equal to question mark A equal to ဘယ်လောက်လဲတိကျင်တယ်ဆိုလို့ရှိရင် A ရဲ့45ဒီဂရီရဲ့ပေါင်းရင်180ဒီဂရီဆိုတာဒါတို့မျိုးတို့တိခဲ့ပြီးသွားပြီโอเคဒါဆိုလို့ရှိရင် A ကိုလိုချင်တယ်ဆိုရင်180တဲကနေပြီးတော့45ဒီဂရီကိုနှုတ်လိုက်ဘယ်လောက်ကျန်မလဲဒါတို့မျိုးတို့135ဒီဂရီကျန်မယ်โอเคဒီမှာဆိုလို့ရှိရင်ဘယ်နှတောင်းဖြစ်သွားမလဲ1000 2000 3000ဖြစ်သွားမယ်အဲ့ဒါလည်းပြဿနာမရှိဘူးဒါတို့မျိုးတို့ A equal to question mark A ကိုလိုချင်တယ်ဆိုရင်60ရယ် A ရယ်65ရယ်ပေါင်းအဲ့ဒီ3ခုပေါင်းရင်180ဒီဂရီရှိရမယ်ဘယ်နှတောင်းပဲဖြစ်ဖြစ်180ဒီဂရီရှိရမယ်ဒီကောင်လေးကမြင်းဖြောင်းလေးဖြစ်နေရမယ်မြင်းဖြောင်းရဲ့တစ်ဖက်တစ်ချမ်းမှာရှိနေတဲ့တောင်းတွေအားလုံးပေါင်းရင်180အဲ့ဒါကိုမြင်းတောင်းဖြောင်းဖြည့်ပဲလို့ခေါ်ပါတယ်အဲ့တော့60နဲ့65နဲ့ပေါင်းတော့125ဒီဂရီအပေါင်း A equal to 180အဲ့တော့ A ကိုလိုချင်တယ်ဆိုရင်180တဲကနေပြီးတော့125ကိုနှုတ်မယ်ဘယ်လောက်ကျန်မလဲဒါတို့သမီးတို့55ကျန်ပါတယ်ဒါတို့သမီးတို့အဲ့တော့ A တန်ဖိုးလေးက55ဒီဂရီပါနားလဲပါမယ်အဲ့တော့ဒီအတိုင်းလေးတွက်မယ်ဆိုရင်တော့လွယ်ပါသေးတယ်တကယ်ပုတ်စာတွေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးမြင်နိုင်အောင်ကြည့်ဖို့အတွက်မြင်ဖို့အတွက်ကိုလိုတာပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီကောင်လေးဆိုရင်နည်းနည်းလေးခတ်သွားပြီအဲ့တော့ကလေးလေးတွေကဒီလိုမျိုးလေးတွေကြည့်တတ်ကြတယ်เนาะအဲ့တော့မြင်းဖြောက်ကိုအရင်ဆုံးလိုက်ရှာမြင်းဖြောက်ရဲ့တစ်ဖက်ချမ်း1000 2000 3000 4000ရှိတယ်အဲ့ဒီ4000ကဘာတွေလဲဆိုလို့ရှိရင်30ဒီဂရီအပေါင်း A အပေါင်း45အပေါင်း45 45အဲ့ဒီအကုန်လုံးပေါင်းရင်လည်းဘယ်လောက်ပဲလဲတာတို့သမီးတို့180ပါပဲတာတို့သမီးတို့ဒီအကောင်လေးမပါပါဘူးသူဟာမြင်းဖြောင်းရဲ့တစ်ဖက်ချမ်းမှာရှိတာဒီဘက်ချမ်းမှာရှိတာဖြစ်တဲ့အတွက်ဟိုဘက်ချမ်းမှာမရှိပါဘူးအဲ့တော့ဟိုဘက်ချမ်းမှာရှိတာက4000တဲပါเนาะအဲ့ဒါလေးသိရမယ်အဲ့တော့45နဲ့45ပေါင်းတော့90 90နဲ့30နဲ့ပေါင်း120ပါတာတို့သမီးတို့အဲ့တော့180အဲ့တော့ A ကိုလိုချင်တယ်ဆိုရင်180တဲကနေပြီးတော့120ကိုနှုတ်ဘယ်လောက်ကြံမလဲတာတို့သမီးတို့60ကျန်ပါတယ်ဒါတို့သမီးတို့နားလည်မယ်လို့မျှော်လင့်ပါတယ်โอเคအဲ့တော့ဆရာနောက်တစ်ပုတ်တွက်ပြမယ်အဲ့တော့အဲ့တော့ဒီအပုတ်လေးပေါ့
ဒီအပုတ်လေးဒီမှာမြင်းဖြောင်းတစ်ကြောင်းရှိတယ်အဲ့ဒီမြင်းဖြောင်းနောက်ထပ်မြင်းဖြောင်းတစ်ကြောင်းကဖြတ်သွားတယ်ဒီနေရာမှာ110ရှိတယ်ဒါဆိုဒီနားလေးဘယ်လောက်ဖြစ်မလဲဒါတို့သမီးတို့80ဒီဂရီပါโอเคဒါဆိုဒီနားလေးက80ဆိုဒီကောင်လေးကမြင်းဖြောင်းလေးတစ်ကြောင်းအဲ့ဒီမြင်းဖြောင်းလေးရဲ့ဒီဘက်ချမ်းကဘယ်လောက်ဖြစ်မလဲဆိုရင်110โอเคဒီကောင်လေးက110ဆိုဒီဘက်ချမ်းကဘယ်လောက်ဖြစ်မလဲဒါတို့သမီးတို့80ဒီဂရီပါအဲ့ဒါကိုထိတ်ဆိုင်တောင်းလို့လည်းပြောလို့ရပါတယ်โอเคဒါဆိုလို့ရှိရင်ဆရာနောက်တစ်ခုပြောကြည့်မယ်โอเคဒီမှာဆိုလို့ရှိရင်65ဒီကောင်လေးရဲ့ဒီတောင်းလေးရဲ့တန်ဖိုးက8ဒီကောင်လေးက115โอเคဒါဆိုဒီနားလေးကိုတိမယ်ဆိုရင်ဒီနှစ်တောင်းကိုပေါင်းတရိကန်တစ်ခုမှာ180ဒီဂရီရှိတယ်ဆိုတာတိခဲ့ပြီးတော့အဲ့တော့65ရဲ့ဒီတောင်းလေးရဲ့ပေါင်း180လေးကနေနှုတ်လိုက်တယ်ဆိုရင်ဒီ h တန်ဖိုးလေးကိုရမယ်အဲ့တော့ဆရာက h ကိုလိုချင်တယ်ဆိုရင်ဒီနားလေးကိုမတိကိန်းလေးတစ်လုံးထားမယ်ဘာလေးထားမလဲဆိုတော့ a ကိုလို a လို့ထားလိုက်မယ်ပေါ့အဲ့တော့လိုချင်တာက h တန်ဖိုးအဲ့တော့ဆရာတို့အရင်ဆုံးရှာရမှာ a တန်ဖိုးရှာရမှာ a ဟာတောင်းဖြောင်းဖြည့်ဘက်ဖြစ်တယ်ဒီပုံစံမျိုးလေးပေါ့မြင်းဖြောင်းတစ်ကြောင်းရှိတယ်တောင်း2တောင်းဖြစ်သွားတယ်ဒီနားလေးက a ဒီနားလေးက130နဲ့5ပေါ့တစ်ဖက်ချမ်းက115โอเคဒါဆို a တန်ဖိုးကိုအရင်ဆုံးရှာရမယ် a ရဲ့115ရဲ့ပေါင်းရင်180ပါဒါတို့တမီတို့အဲ့တော့အဲ့ဒီ180တဲ့ကနေပြီးတော့180တဲ့ကနေပြီးတော့115ကိုနှုတ်လိုက်ရင်ဆရာတို့ a တန်ဖိုးရမယ်အဲ့ဘယ်လောက်ရမလဲဆိုလို့ရှိရင်65ရပါတယ်ဒါတို့တမီတို့65 80ဒါနဲ့ဆိုရင်80ပေါ့โอเคဒါဆိုလို့ရှိရင်ဆရာတို့ a တန်ဖိုးက65ဆိုတာတိပါပြီ a တန်ဖိုးက65ဆိုတာတိပါပြီဆိုရင်65ရဲ့အပေါင်း a အပေါင်း h equal to 180ပေါ့အဲ့တော့65က65ပဲ a တန်ဖိုးတော့တမီတို့ခုနကတော့ရှာခဲ့လိုက်တယ်65ဒီဂရီရတယ်အပေါင်း h equal to 180ပေါ့အဲ့တော့65နဲ့65နဲ့ပေါင်းတော့130အပေါင်း h equal to 180အဲ့တော့ h တန်ဖိုးလိုချင်တယ်ဆိုရင်180တဲကနေပြီးတော့130ကိုနှုတ်ဘယ်လောက်ရမလဲဒါတို့တမီတို့50ရပါတယ်ဒါတို့တမီတို့နားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်